လာပါအခုကျွန်တော်တက်နေတဲ့ကျောင်းဘဝ University ရဲ့ကျောင်းဆောင်လေးပြပေးချင်တာပေါ့နော်အဲကျောင်းရှေ့ပေါက်ရောက်ပြီးဘယ်ဘက်ချိုးလိုက်ရင်ကျောင်းဆောင်လေးရှိပါတယ်ဘယ်ဘက်ကိုဆက်တိုက်လာလိုက်ရင် CU လေးတွေ့ရပါမယ်အဲ CU ရှိတဲ့ဆောင်ကတော့ယောက်ျားလေးဆောင်ဖြစ်ပြီးတော့သူ့ရဲ့မျက်နှာချင်းဆိုင်ကတော့မိန်းကလေးဆောင်ဖြစ်ပါတယ်ဒီကျောင်းမှာတော့အဲကျောင်းနေဆောင်တွေက3ဆောင်ရှိတယ်ယောက်ျားလေးတီးတန်းဆောင်ရယ်ပြီးတော့မိန်းကလေးတီးတန်းဆောင်ရယ်ဟိုဘက်တိုက်ကြတော့ယောက်ျားလေးရောမိန်းမရောပေါင်းနေတဲ့တိုက်ကျွန်တော်ကတော့အဲ့ဘက်တိုက်မှာနေပါတယ်နော်အခုကျွန်တော်ပြပေးမယ်အခန်းကတော့ကျွန်တော်နေတဲ့အဲ့နေရောက်ခန်းနေပေါ့နော်အခန်းရဲ့ဝင်ချင်းမှာဝင်ပါတော့ဒီဖနက်စင်လေးရှိပါတယ်ဖနက်စင်တွေကတော့အကျယ်ကြီးပဲဘယ်နှထပ်အောင်ရှိတယ်မသိဘူးဖနက်တွေကတော့လုံလောက်ထားလို့ရတယ်ဖနက်မဟုတ်လဲတခြားဟာလဲထားလို့ရတယ်ထင်တယ်ပြီးတော့သူ့ရဲ့မျက်နှာချင်းဆိုင်ဘက်မှာဘာလဲရေချိုးခန်းရှိရပေါ့နော်ရေချိုးခန်းတွေပြီးတော့ရေချိုးခန်းတွေကလည်းတတရဲရဲနဲ့တန်တန်ရှင်းရှင်းလေးရှိရပြီးတော့မျက်နှာတစ်စေးလေးပါညာတွေထားဖို့နှစ်ယောက်ခန်းဆိုတော့သူကနှစ်ယောက်နှစ်ခုထားတာပေါ့တယောက်တကန်စီပြီးကြတော့ထပ်ပေါင်မှန်လေးရှိရပြီးတော့အခန်းတွေကတော့အရင်တော့ကျဲတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့နေရောက်တော့နေရတော့တော့ဟိုဆင်ပြေပါတယ်အခန်းတွေကဒီလိုပါပြီးကြတော့ရေခဲတိတာရှိပါတယ်အခန်းတိုင်းမှာတော့ရေခဲတိတာရှိတယ်ပြီးကြတော့ကိုရီးယားရဲ့အကြောင်းတော်တော်များများအဲ့လို facility အစုံတွေရှိတယ်ရေခဲတိတာနေရောက်ခန်းတွေပြီးတော့ဗီဒီယိုတွေကလည်းဒီကအပေါ်ထက်တွေအကုန်ဗီဒီယိုတွေကြီးပဲပစ္စည်းတွေပါအကုန်ထည့်လို့ရတယ်ပြီးကြတော့ကတင်ရဲ့အောက်မှာလည်းတော့ပစ္စည်းထားစရာတွေပါပဲအကုန်တော်များများသူရဲ့ဒီမှာကြတော့စာလောက်တဲ့စပွဲစာကြည့်စပွဲတွေကလည်းတော်တော်များများစာကြည့်စပွဲတွေကလည်းဒီလိုပြီးကြတော့ပရင်ပေါတေးလေးရှိပါတယ်အခန်းနဲ့မြင်ရတဲ့ view အဆောင်ရဲ့ရှေ့ဘက်ပေါ့ဒီဘက်ဆိုရင်ညနေခင်းဘက်ဆိုရင်နေကြတော့ဆိုရင်တော်တော်လာတယ်အခုပြတဲ့အခန်းတွေကနှစ်ယောက်ခန်းရောတယောက်ခန်းရောဒီလိုပုံစံနေကြီးပဲဒါပေမဲ့တယောက်နေမယ်ဆိုရင်တော့2ယောက်စာပေးပြီးတော့မှနေရတာ
ကျွန်တော်ခန်းလေးအခန်းကတော့ပစ္စည်းတွေရှိနေတော့နည်းနည်းရှုပ်တယ်ကြည့်ရတာအထမ်းတွေကတော့အကုန်တူတူတွေပဲဒါအခန်းရဲ့အပြင်ရှောက်လန်းတွေလောလောဆယ်ချောင်းကပိတ်နေတော့အခန်းတန့်ရှင်းရေးထားတော့တကားတွေကိုဖွင့်ထားရှောက်လန်းတွေအထက်ဒီမှာအထက်တိုင်းအောင်ဒီလိုပုံစံနေကြီးပဲဒါကြတော့အဝတ်လျှော်တဲ့အခန်းဆက်ကတော့3လုံးရှိတယ်ဟိုအဖြူရောင်နဲ့ဒီဘက်ကကြတော့အဝတ်လျှော်တဲ့ဟာဒီဘက်ဆုံဟာကြတော့အချောက်ခံတဲ့ဆက်တော့တစ်ခါလျှော်ရင်1000ပြီးကြတော့အချောက်ခံတာကလည်း1000အင်ဂျီတစ်ခါလျှော်ရင်တော့2000ပတ်စံတော့ပေးရမယ်အထက်တိုင်းကတော့ဒီလိုပါပဲအထက်တိုင်းကတော့အဝတ်လျှော်တဲ့အခန်းအထက်တိုင်းမှာတော့ရှိရအလယ်ဘက်မှာတော့ထမင်းစားတဲ့အခန်းနားတဲ့အခန်းပြီးကြတော့ချန်ဂျာရင်ကြီးခင်းနေပါရင်နှွေးလို့ရတယ်အော်ပြီးကြတော့ကျွန်တော်နေတဲ့ထက်ကြတော့ငါထပ်မှာသူရဲ့တက်မှာထပ်ပေါက်ရှိရယ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်